အဲ့တော့ပြောလိုက်လို့ရှိရင်နိုင်ငံခြားအကြောင်းအကုန်သိတယ်ငါခဏခဏပြောတယ်ဟိုမုံရွာကခုနကပြောတဲ့မြို့မရှူတွေကဆရာတော်ဖေးသူကစကားပြောသိကောင်းတယ်မြို့မရှူကျောင်းဆရာတော်ဖေးကစကားပြောကောင်းတော့အဲ့ဖုန်းကြီးတွေကအီရန်ကပါအီရတ်ကပါရေကင်းနဲ့ခေါ်ပါကြောဟေးကောင်တွေမုံရွာဟိုဘက်ကန်းတော့မရောက်ဘူးတဲ့ကောင်တွေကလာပြီးအီရန်သူကကိုယ်စားကိုချက်မင်းတို့ကလေဘာနဲ့တူနေလဲဆိုတော့ဒိုးငငယ်ကဒိုးရွာမှာတဲ့မောင်ကျော်ဆိုတော့သူတရွာကလုံးတရွာလုံးကျောင်းအကုန်သိတယ်ဘာမေးကျင်လဲသူကုန်သိတယ်အဲ့မင်းငါကြိုက်တာမေးကွာငါတခုပဲမသိတာတဲ့ငါညမဘယ်ကောင်နဲ့အိတ်လို့ဘိုက်ကြီးတာငါမသိဘူးတဲ့သူတခုတည်းမသိတာကိုအိမ်ကကိုညမဘယ်ကောင်နဲ့အိမ်အောင်ကြိုက်တာမသိဘူးတဲ့ကျန်တဲ့တရွာလုံးသိတယ်မင်းတို့အဲ့လိုဖြစ်နေတယ်ကျောင်းဥဟာစားတာလည်းပြောတယ်ယူကရိန်းတွေရုရှားတွေမသိကျင်ဘူးဟိုနောက်မှာရေတက်နေတယ်ရေတက်လို့ရှိရင်ရေပေါက်ပိတ်ရပိတ်အဲ့မွေးတွေပါလာလိမ့်မယ်အဲ့ဒါမသိကျင်ဘူးဒီကျောင်းနဲ့ဘဲချင်းအခုဆိုရင်လာပြီကျော်3ရက်လာပြီကျော်3ရက်ဆိုလို့ရှိရင်ရေပိုခေါင်းတက်တော့မခေါင်းတက်ရင်ငါတို့ကပိတ်ရမပိတ်ရင်မွေးတွေဝင်မယ်ရွှွင့်ရည်တွေဝင်မယ်အဲ့ဒါသိကျင်တယ်သူတို့အဲ့ဒါမသိဘူးမန်ယူကဘယ်နှကိုအဲ့ယူကရိန်းကပါဗမာတွေကကိုအကြောင်းမသိကိုလက်ဖိတ်ဆိုင်ကလက်ဖိတ်ကောင်းမလို့ဘူးဘေးသွားတယ်မေးအဲ့လိုခဏခဏပြောတယ်မင်းတို့ကဒီလက်ဖိတ်ဆိုင်တွေပို့ပြီးရောင်းကောင်းလာအောင်ပို့ပြီးပြောဆိုကောင်းပို့ပြီးလက်ရကောင်းမလို့မင်းတို့အဝေးရောက်တယ်ဟိုဂျာမနီတို့အင်္ဂလန်တို့အီဂျစ်တို့ယူကရိန်းတို့အီရန်တို့ဒီကကြတယ်မသိပါအဲ့ဒါမျိုးကိုသိအောင်လို့ကိုဘာသာကိုသာသနာသိအောင်လို့ဝိပဿနာဝါဒဆိုတာဘာလဲဒါသိအောင်လို့အခုဒါယူဝါဒနဲ့ပတ်သက်လို့ပြောတာကိုသိအောင်လို့အဲ့လိုအ